ဒီကင်မရာနဲ့ရိုက်လာတဲ့ဒီလို wide ဗီဒီယိုတွေကိုဒီလိုပုံစံရအောင်ဘယ်လို edit လုပ်ရမလဲရလာတဲ့360ဗီဒီယို file တွေကို edit လုပ်ဖို့အတွက်ကတော့အကောင်းဆုံး software ကတော့ Insta360 ဆိုတဲ့ software ပဲเนาะသူရဲ့ကိုယ်ပိုင် software တော့မဟုတ်ဘူး Insta360 app ကသူ့ရဲ့ Insta360 H4 တို့ H5 တို့တခြား H Pro H Pro 2အဲ့ဒီဟာတွေမှာသုံးတဲ့ application ပေါ့ဒါပေမဲ့ဒီမှာတွားပြီးတော့ editing tools တွေပါတဲ့အတွက်ကျွန်တော်တို့တွားပြီးတော့အသုံးချလို့ရတယ်เนาะဒီကောင်လေး iPhone တွေလည်းရှိတယ် Android တွေလည်းရှိတယ်ကျွန်တော်ဝင်လိုက်မယ်เนาะဝင်လိုက်ပြီးတော့ဘာညာညာလေး permission တောင်းပေးလိုက်ပေါ့ဗျာဒီမှာပြီးရင်တော့ကျွန်တော်တို့ဒီမှာလေးခွက်မြောက်မှာ edit ဆိုပြီးတော့ရှိတယ်เนาะဒီမှာ edit ကိုနှိပ်လိုက်ပြီးရင်ဒီအပေါ်ထောက်မှာ create video နှိပ်လိုက်เนาะအဲ့မှာကျွန်တော်တို့က video သွားပြီးတော့ကျွန်တော်တို့ခုနကရိုက်လာတဲ့ဒီလုံးဟာတွေပေါ့เนาะအဲ့လုံးဟာတွေကိုသွားပြီးတော့တစ်ခုကျွန်တော် edit လုပ်ပြမယ်เนาะ next ကိုနှိပ်လိုက်เนาะအဲ့ဆိုလို့ရှိရင်ဒီမှာဒီလို video လေးတွေရပြီပေါ့เนาะအဲ့မှာကျွန်တော်တို့က view ကိုဘယ် view နဲ့မြင်နေတာလဲ 9:16 ratio လားเนาะဒီမှာတွေ့လားเนาะ9:16 ratio လား 1:1 ratio လားဒါကတော့ကိုလိုချင်တဲ့ဟာပေါ့ 16:9 ဆိုလို့ရှိရင်ဒီလိုမြင်ဝင်းကျယ်မျိုးလားဆိုတော့ကိုကြိုက်တာကိုရွေးပေါ့เนาะကိုကြိုက်တာကိုလုပ်ကျွန်တော်လုပ်တဲ့အတိုင်း live လုပ်နေเนาะ9:16 ratio နဲ့လည်းရတယ်เนาะအဲ့ ratio လေးတိုင်းကျွန်တော်တို့ကဒီမှာလိုလိုလှည့်လိုက်ရတယ်တွေ့လားဘောပေါက်လား360ဒါကိုပြောတာเนาะကိုလိုလိုလှည့်လိုက်ရတယ်နောက်တစ်ခုဒီ video တွေ edit လုပ်လို့ရှိရင်key frame ဆိုတဲ့ဟာကိုသိထားမယ်ပေါ့နော်ဆိုတော့ဒီ360 video တွေကများသောအားဖြင့် advanced video တွေဖြစ်တယ်ပေါ့နော် advanced video ဆိုတာဗျာကျွန်တော်တို့ပုံမှန်ကင်မရာကြီးထောင်ပြီးတော့ vlog ရိုက်တဲ့ပုံစံမျိုးမဟုတ်ပဲねဒီကောင်ဘေးပတ်ချလေးကိုလိုချင်တဲ့ဟာကိုပြချင်တဲ့ဟာကိုပြချင်တဲ့အချိန်မှာပြလို့ရတဲ့ video type မျိုးဖြစ်တဲ့အတွက်ကျွန်တော် make sure key frame ဆိုတော့နားလည်ထားမယ်ဒီမှာဆိုလို့ရှိရင်ကိုပြချင်တဲ့ခြေနေတစ်ခုပေါ့နော်ဒါဆိုလို့ရှိရင်စပိန်နဲ့ brother တယောက်ကကျွန်တော်ရှိမှလာပိတ်ရတယ်ပေါ့ဗျာဒီ mi point နော်ကျူလာတဲ့ mi point အဲ့ဒါကိုကျွန်တော်ပြချင်တယ်ဆိုလို့ရှိရင်ရှေ့ကမလိုတဲ့ဟာကိုကျွန်တော်ဖြတ်ထုတ်လိုက်မယ်ပေါ့နော်ဒီ timeline လေးကိုချက်ထိပြီးတော့ split လုပ်လိုက်ပေါ့နော် split ဆိုနှစ်ပိုင်းခွဲလိုက်တာပေါ့ဒီကောင်လေးနဲ့နော်ဒီကောင်လေးနှစ်ပိုင်းခွဲလိုက်ပြီးတော့ရှေ့ကဟာကိုကျွန်တော် delete လုပ်လိုက်မယ်နော်အဲ့တပေါက်ကိုကျွန်တော်ပြမယ်ဒီဘက်ကိုကျွန်တော်ပြချင်တာနော်အဲ့တော့ဒီမှာကျွန်တော် key frame စမှတ်မယ် key frame မှတ်တဲ့နေရာလေးကဒီမှာရှိတယ်တွေ့လားနော်အပေါင်းလက္ခဏာလေးအဲ့ဒီကိုကျွန်တော် key frame လေးချက်ထိလိုက်မယ်ပေါ့ဗျာဘက်နော်ဘက်ထိပြီးတော့ကျွန်တော်ကဒီနားလေးမှာစပြမယ်ပြီးရင်သူလာမယ့်ဟာလေးကိုဒီနားလေးကိုသွားလိုက်မယ်သူနီးကဆွဲလိုက်မယ် key frame လေးတစ်ခုအပ်လိုက်မယ်နောက်တစ်နေရာဆက်သွားမယ်ပြီးရင်ဒီနားမှာထပ်ပြီးတော့ key frame လေးအပ်လိုက်မယ်ဆိုတော့မြင်ခွင့်ဘယ်လိုဖြစ်သွားမလဲဆိုတော့မှကြည့်နော်တီးလို့ရှိရင်ကင်မရာလဲပြီးတော့သူ့ကိုလိုက်ပြနေတယ်လို့ပဲတော့ပေါ့နော် key frame ဆိုတာအဲ့ဒါပဲနော်ကိုပြချင်တဲ့အချိန်မှာပြချင်တဲ့အရာကိုပြဖို့အတွက် key frame ဆိုတဲ့ဟာလေးလိုတယ်အခုဆိုရင်တော့ဆရာကြီးကကျွန်တော်ရှိမှပိတ်ရက်ပြီးတော့ဒါစပိန်ကိုရက်ထားတယ်ပေါ့နော်မီးရက်နှီးနေတယ်အဲ့ချိန်မှာအဲ့ဒါကိုကျွန်တော်ကမီးနီကိုပြချင်တဲ့အတွက်ကျွန်တော်ဒီ zone လေးနဲ့ဆွဲလိုက်နော်ဒီမှာလည်း key frame တစ် line ရှိတယ်ပေါ့နော်အဲ့တော့ဘယ်လိုဖြစ်သွားမလဲဆိုတော့လိုလာမယ်ဒီဆွဲပါဟဲ့လားနော်ဆိုတော့ key frame ဆိုတာအဲ့ဒါပဲဆိုတော့ကျွန်တော်တို့ဆို key frame ကြောင်းလေးသိလိုက်မယ်ဒီလိုပြနေနေမှာကျွန်တော်တို့ကနောက်ကင်မရာရဲ့အနောက်ကိုပြချင်တယ်ဆိုလို့ရှိရင်ဒီမှာ key frame လေးတစ်ခုထပ်အပ်လိုက်မယ်နားလေးပါနော်ထပ်အပ်လိုက်မယ်ထပ်အပ်ပြီးတော့ကျွန်တော်တို့ကဒီကောင်ကိုနောက်လေးဒီလိုလေးလှည့်ပြလိုက်အောင်အဲ့ဆိုလို့ရှိရင်တိုင်းတိုင်းဘယ်လိုဖြစ်သွားမလဲဆိုတော့ဝိဖြည်းဖြည်းလေးထည့်ရနော်ဟိုနဲ့ကျွန်တော်ထည့်လို့ရတယ်မြင်လှည့်ပါလားဖြည်းဖြည်းလှည့်ပါရတယ်နော်အဲ့လိုမျိုးအတန်မှာပါတယ်နော်သူဟာအတန်ကိုဖျောက်ထားလိုက်ရှုပ်လို့โอเคဆိုလိုတာက key frame ဆိုတဲ့အကြောင်းပြောပြချင်တာနော်ရှေ့နဲ့နောက်လှည့်ကိုကြိုက်တဲ့နေရာမှာကိုယ့်အကူပြချင်တယ်လို့ဒါပြလို့ရတယ်ပေါ့နော်အဲ့ဒီဘက်ကိုပြချင်တာနောက်ပြီးတော့ဒီကင်မရာကိုရှေ့ပြန်လှည့်ချင်တယ်ဆိုလို့ရှိရင်တော့ရှေ့နေနဲ့သွားပြီးတော့ key frame တစ်ခုထပ်အပ်မယ်နောက်တစ်ခုထပ်ပြီးတော့ရှေ့ကိုရွှေ့လိုက်မယ်ဒီမှာမီးစိမ်းသွားပြီနော်မီးစိမ်းသွားပြီဆရာကြီးကအခုထိမရွှေ့သေးဘူးကျွန်တော်ရှေ့မှာပိတ်နေသူကမမြင်ဘူးရှေ့ကိုနော်ကြည့်လိုက်ဝိကင်မရာလှည့်ပါရတာရှေ့ကိုဆရာကြီးမမြင်ဘူးမီးရစိမ့်နေပြီနော်အဲ့ဒါထပ်ပြချင်တယ်ဆိုလို့ရှိရင်တော့ key frame တစ်ခုထပ်အပ်လိုက်တယ်ရှေ့ကိုနည်းနည်းဆွဲပြလိုက်နော်ဒါလေးပြချင်တာဆိုတော့ဒီအဖြစ်အပျက်လေးကိုဒီလိုမျိုးပြတာပါနော်ကျွန်တော်တို့ထိုင်းရဲတွေရဲ့ CD မှာတွေ့တဲ့ပုံစံအတိုင်းဒီဝီနော်ရှေ့လေနောက်လေအဲ့လိုပြပြီးတော့ပြီးတော့မှဆရာကြီးကထွက်သွားတယ်ဗျာနော်အဲ့ဒါလေးပြချင်တာနော်အဲ့ဒါလေးပြချင်တယ်ဆိုရင်ဒီလိုမျိုးလေးပြန်ရွှေ့ပေးဒါပဲလေဆိုတော့ဟိုပြချင်တာဘာကိုပြောချင်လဲဆိုတော့ key frame အကြောင်းကိုပြောပြချင်တာပေါ့နော်ဒီမှာ editing လုပ်ရတာကအရင်လွယ်လွန်းတယ်
ကိုပြချင်တဲ့ဟာလေးကိုကိုပြချင်တဲ့အချိန်မှာပြခွင့်ရဖို့အတွက်ဒီ keyframe ဆိုတဲ့ဟာလေးတစ်ခုပဲသုံးရတာပဲပြီးမှပဲရွေ့သွားတယ်ဒီလိုသဘောပဲပေါ့နော်ကျွန်တော်ဒီမှာ split လုပ်ပြီးတော့ဖြတ်လိုက်တော့မယ်နောက်ဟာတွေကိုနော်ဒါဒီအပိုင်းလေးရပြီအဲ့ဒီပိုင်းလေးကိုကျွန်တော်ကပြလို့ရတယ်ပေါ့နော် movement ဒီအောက်မှာ tools တွေရှိတယ် movement နဲ့လည်းပြလို့ရတယ်ဒါပေမဲ့အဲ့ကောင်တွေကတော့ကိုကျွမ်းကျင်လို့ကိုလုပ်ပေါ့နော်ဒါကတော့ကျွန်တော် keyframe အကြောင်းလေးကျွန်တော်ပြောပြပေးတာနောက်တစ်ခုကကြတော့ဒီဘက်မှာ filter တွေလည်းရှိတယ် filter တွေကိုကြိုက်တဲ့ဟာထည့်ပေါ့နော်ကျွန်တော်ကတော့ aquavision E3 လားမသိဘူးအဲ့တခုပဲကျွန်တော်ထည့်ပြတာများတယ်ပေါ့နော် E3 ဒါဆိုလို့ရှိရင်တော့ဆိုရင်တော့ဇိုးပါဘူးနော်သူဟာနေသူလေးတော့ဒါဆိုလို့ရှိရင်ကြီးလေးလေးရတယ်ပေါ့ဗျာပြောချင်တာနော်โอเคအဲ့ဆိုရင်တော့သဘောပေါက်မယ်ထင်ပါတယ်